လူသူကဲမဲတဲ့ကျွန်းတကျွန်းပေါ်မှာပိမိနေတဲ့မိန်းကလေးလီနာဟာနောက်ဆုံးတော့ငားငယ်အနေငယ်ကိုဖမ်းမိခဲ့ပါတယ်ဒါပေမဲ့သူမကအဲ့ဒီငားတွေကိုစားဖို့ဖမ်းခဲ့တာမဟုတ်ဘူးဗျာသူမကငားတွေကိုအကုန်ချိတ်ချပြီးပင်လယ်ထဲကိုတဲ့တဲ့ပစ်ချလိုက်တယ်ပြီးတော့လက်ထဲမှာတုတ်တချောင်းကိုကြစ်ပါအောင်ဆုပ်ပြီးတားကောင်ပေါ်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါမကြခင်မှာပဲသွေးနှံကြော်ဆွဲဆောင်ခံလိုက်ရတဲ့ငားမန်းငယ်တစ်ကောင်ရောက်လာပါတယ်ဟုတ်ပြီလီနာဟာသူမရဲ့လျှံနဲ့အဲ့ဒီငားမန်းကိုအမိအရာထိုးဆိုင်လိုက်ပါတော့တယ်လီနာဟာဖမ်းမိတဲ့ငားမန်းကိုတစ်ဖင်မှာချိတ်ဆွဲထားပြီးသူမကိုယ်တိုင်ကတော့တဲတောင်ပြင်မှာဝက်ပြီးစောင့်နေခဲ့ပါတယ်ဒါပေမဲ့မတော်တဆအိပ်ပျော်သွားတဲ့အချိန်မှာတော့သူမနိုးလာတဲ့အခါချိတ်ထားတဲ့အစာကပျောက်ကွယ်သွားပြီဒါဟာဒီကျွန်းပေါ်မှာကြောက်မဲ့ဖွယ်ကောင်းတဲ့အသားစားတစ်ကောင်ရှိနေပြီဆိုတာကိုညွန်ပြနေတာပဲဗျာလီနာဟာသူမကိုသူမကားခွေဖို့တုတ်တွေကိုအမြန်ဆူဆောင်းပြီးတွေးနေတော့မှပဲကန်းချေကိုမျောပါလာတဲ့တစုံတစ်ခုကိုမြင်လိုက်တယ်အဲ့ဒါသူမရဲ့တေဆုံးသွားတဲ့အဖောက်ပါပဲသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကပျောက်ကွယ်နေပြီမိစ္ဆာကဝါမျိုးထားတာထင်ရှားနေတာပေါ့ညငယ်ရောက်တော့သူမတဲတွင်းထဲမှာထပ်ပုံးလိုက်တယ်ဒီတစ်ခါတော့အဲ့ဒီမိစ္ဆာကိုသူမအပြင်မှာတကင်မြင်လိုက်ရသည်အဲ့ဒီအကောင်ကအန်မခန့်မြန်နှုံးနဲ့ရွေလာနေတာဗျာသူမရဲ့အဖောက်အလောင်းကိုတစ်ပင်ပေါ်ကနေဆွဲချပြီးမျက်စိတမိမှပဲပျောက်ကွယ်သွားတယ်အပေါ်ကနေတိုးတိုးလေးအတန်တစ်ခုထွက်လာတယ်လီနာဟာကြောက်လန့်ကြမ်းနဲ့တုံ့လုံနေပေမဲ့အသက်တောင်မရှူရဲဘူးကံကောင်းတာကတော့အဲ့ဒီမိစ္ဆာကသူမကိုမသိလိုက်ပဲထွက်သွားခဲ့ပါတယ်နောက်နေ့မနက်မှာတော့ဒွင်းကမလုံခြုံတော့ဘူးဆိုတာသိတာနဲ့လီနာဟာတစ်ပင်ပေါ်မှာကျိုးနဲ့ချီပြီးပုံးကိုကျူးစားပါတယ်ဒါပေမဲ့ညရောက်တဲ့အခါမှာတော့ဘီလူကြီးကလူနန့်ကိုထက်ရပြန်ပြီလီနာအစွမ်းကုန်ထွက်ပြေးလေဒါပေမဲ့ချက်ချင်းပဲဘီလူကြီးကသူ့မှရှေ့မှာပေါ်လာပြီးတစ်ပင်ကိုပြင်းပြင်းထန်ထန်ဝင်တိုက်လိုက်ပါတော့တယ်သူမရဲ့အဆုံးကရောက်ပြီးလို့ထင်နေတဲ့အချိန်မှာပဲကောင်းကင်မှာမိုးကြိုးတွေချင်းချင်းပြစ်လာတာကြောင့်ဘီလူကြီးကကြောက်လန့်သွားညက်ထွက်ပြေးသွားခဲ့ပါတယ်နောက်နေ့မနက်မှာတော့ဘီလူကိုဘယ်လိုချင်းဆိုင်ရမလဲလို့လီနာစဉ်းစားနေတော့မှပဲမမျိုးလင့်ပဲအနီးနားမှာမျောနေတဲ့အသက်ကယ်လေးတန်းကိုသူမတွေ့လိုက်ပါတော့တယ်